အားလုံးမင်္ဂလာပါဒီနေရာကတော့ကြောက်စရာဆက်လန်းတွေကိုမျှဝေတင်ဆက်နေတဲ့အိမ်မပျော်တဲ့ည channel ဖြစ်ပါတယ်ဒီ channel မှာတင်ဆက်မဲ့ဆက်လန်းများဟာဖြစ်ရပ်မှန်များဒိန်းသားရီပုံပြင်များနဲ့ကြောက်စရာဆက်လန်းများပါဝင်နိုင်ပါတယ်ကြောက်စရာဆက်လန်းတွေကိုနှစ်သက်တယ်ဆိုရင် channel ကို subscribe လုပ်ပြီး bell လေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့အစင်တင်ဖြစ်ပြီဆိုရင်ဒီညရဲ့ဆက်လန်းကိုစတင်လိုက်ကြရအောင်ဒီဖြစ်ရမှန်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကရှမ်းပြည်နယ်အင်းလေးကန်နာကရွာငယ်လေးတစ်ရွာမှာဖြစ်ခဲ့တာပါဒီရွာမှာကိုထွန်းအောင်ဆိုတဲ့လူငယ်တစ်ယောက်နေထိုင်တယ်သူကငါးဖမ်းသမားဖြစ်ပြီးညအချိန်မှာလေထွက်ပြီးငါးဖမ်းလေးရှိတယ်တနေ့မိုးရာသီဝင်ခါနီးညတညမှာမိုးတိမ်တွေမဲနှက်ပြီးလေတိုက်တန်တွေကြားနေရတယ်ရွာသားတွေကဒီလိုညတွေမှာအင်းလေးကန်ထဲတယောက်တည်းမထွက်နဲ့လို့အမြဲတတိပေးကြတယ်ဒါပေမဲ့ကိုထွန်းအောင်ကအဲ့ဒီနေ့မှာငါးမဖမ်းရင်မိသားစုစားဝတ်နေရေးအခက်ခဲဖြစ်မယ်ဆိုပြီးလေထွက်သွားခဲ့တယ်ညကတဖြည်းဖြည်းမဲနဲ့လာပြီးမိုးဖွဲဖွဲစတင်ကြလာတယ်သူလေကိုကန်အလဲလောက်ရောက်လာတဲ့အချိန်ရေမျက်နှာပြင်ပေါ်မှာအဖြူရောင်အရိပ်တစ်ခုလှုပ်ရှားနေတယ်လို့မြင်လိုက်တယ်အစမှာတော့ရေတိမ်ထဲကမျိုးစိတ်တစ်ခုလို့ထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်ကတဖြည်းဖြည်းလေဘက်ကိုလာနေတယ်သူတေချာကြည့်လိုက်တော့ရေထဲမှာလူတစ်ယောက်မတ်တရက်နေတယ်လို့မြင်ရတယ်အဲ့ဒီလူရဲ့မျက်နှာကမမြင်ရဘူးရှည်လျားတဲ့စပင်တွေကမျက်နှာကိုဖုံးနေတယ်ပြီးတော့သူ့လေကိုဖြည်းဖြည်းလိုက်လာနေတယ်ကိုထွန်းအောင်ကြောက်လန့်ပြီးလေကိုပြန်လဲဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့လေမောင်းဆက်ကမထွက်တော့ဘူးအဲ့ဒီချိန်မှာရေထဲကအရိပ်ကလေနားကိုရောက်လာပြီးတပြေးပြေးအတန်ထွက်လာတယ်ငါ့ကိုပြန်ခေါ်သွားပါကိုထွန်းအောင်ကကြောက်ပြီးမတ်တရက်တောင်မရတော့ဘူးမိုးတန်လေတန်ရေလိုင်းတန်တွေကြားထဲမှာအဲ့ဒီအတန်ကထပ်ပြီးကြားလာတယ်ငါ့ကိုမမေ့ပါနဲ့အဲ့ဒီနောက်ရေထဲကလက်တစ်ဖက်လေပေါ်ကိုတက်လာခဲ့တယ်ကိုထွန်းအောင်မျက်လုံးပိတ်ပြီးအော်ဟစ်လိုက်တယ်တခဏအကြာမှာဆက်လေကအလိုလိုပြန်အလုလုလာတယ်သူရွာဘက်ကိုအမြန်ပြန်မောင်းလာခဲ့တယ်ရွာရောက်တဲ့အချိန်သူ့မျက်နှာကဖြူဖြော့နေပြီးစကားတောင်မပြောနိုင်တော့ဘူးနောက်နေ့မှာရွာသူကြီးတွေကပြောကြတယ်အင်းလေးကန်ထဲမှာလွန်ခဲ့တဲ့နှစ်များစွာကမိုးညတညမှာလေမောက်ပြီးတိတ်ဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမိုးညတွေမှာလေထွက်သူတွေကိုရေထဲကအရိပ်တစ်ခုလိုက်လာတတ်တယ်လို့ပြောကြတယ်ကိုထွန်းအောင်ကတော့အဲ့ဒီညပြီးနောက်ဘယ်တော့မှညမှာငါမဖမ်းတော့ဘူးဒါပေမဲ့မိုးရွာတဲ့ညတိုင်းသူ့အိမ်ဘေးကကံဘက်ကနေဖြည်းဖြည်းအတန်ကြားရတယ်တဲ့အဲ့ဒီအတန်ကတော့ငါ့ကိုမမေ့ပါနဲ့